မင်္ဂလာပါရှင်2026ခုနှစ်မေလ15ရက်နေ့မှ21ရက်နေ့အထိမြန်မာတက္ကရာ1388ခုနှစ်ကဆုံလကွယ်နေ့မှာနယုံလာဆန်း6ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဆလာဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယခုရက်သက်တစ်ပတ်အတွင်းအနောက်တောင်မုတ်တုံလေးရာမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့၎င်းမြဝကျုံမော်ဒေသများသို့၎င်းအတီးတီးဝင်ရောက်နိုင်ပါတယ်။အဲ့ဒီကာလအတွင်းအနောက်တောင်မုတ်တုံလေးရာအားအသင့်အတင့်ရှိနိုင်ပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပုံမအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင့်အတင့်မှာတိတ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာစိတ်စိမ်မှာနေရာအနှံ့ပြမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ61ဒီဂရီဖာရင်ဟိုက်မှ100ဒီဂရီဖာရင်ဟိုက်အတွင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ81ဒီဂရီဖာရင်ဟိုက်မှ90ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ80ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနည်းဆုံးပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ53ဒီဂရီဖာရင်ဟိုက်ခန့်ကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ61ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ81ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။လေထုဆိုတိုင်းစအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာ62ရာခိုင်နှုန်းမှ82ရာခိုင်နှုန်းအတွင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်နေပြည်တော်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ83ရာခိုင်နှုန်းမှ82ရာခိုင်နှုန်းအတွင်းနဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ83ရာခိုင်နှုန်းမှ93ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ငွေရင်ငွေပြန်နှုန်းအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ19မီလီမီတာမှ29မီလီမီတာအတွင်းနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာ28မီလီမီတာမှ38မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလွှာအောက်ရဲ့အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာပြေဝအခြေအနေကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့အေရဝတီတိုင်းဒေသကြီးတို့မှာဆွတ်အခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ6တွေ့အခြေအနေအသီးသီးမှာရှိနိုင်ပါတယ်။စိုက်ပျိုးရေးမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအပေါင်းကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။